Item 9, the performance of Tara Myanmar song by grade 11 student. May I invite grade 11 students onto the stage. ဆက်လက်၍အခမ်းအနားစီစဉ်ရာပညာအောင်မြေခွေ11ကျောင်းသူလေးများမှထာဝရမြန်မာတခြင်းဖြင့်နှုတ်ဆက်ကာရပြုဖျော်ဖြေမှာဖြစ်ပါရဲ့ခင်ဗျာထာဝရမြန်မာတခြင်းဖြင့်နှုတ်ဆက်ကာရပြုဖျော်ဖြေပြီးပါရဲ့ grade 11ကျောင်းသူလေးများအားဖိတ်ခေါ်အပ်ပါရဲ့ခင်ဗျာDo